မန္တလေးမစိုးရင်တိုင်းမကြီးဆရာတော်ဦးတော်ဗနာကြီးအလှရှင်တော့ကြပြတပုတ်တော်တက္ကမကြီးဆက်ပေးဖို့ဂုံပြူကြပြတောင်းဆိုပါတယ်အဲ့တော့6စုံဆရာတော်အလှခံတဲ့6စုံကိုစာအုပ်6စုံကိုတူးတဲ့အလှရှင်နောက်ပြီးစာအုပ်နာမည်တွေရွတ်ပြမယ်ကောလင်းအရှိချမ်းနဲ့ညောင်မင်းသားရတွေကိုစောကျူကလှူဒန်းသွားတယ်ဓမ္မပရဒဇုံဒေသနာပြုခင်းဒဇုံဘိဓမ္မာ9ကျမ်းဒဇုံမဟာဗုဒ္ဓဝင်3စုံဓမ္မပရမြန်မာပြန်ကဥနန္ဒရဥဝိစာရမဟာဗုဒ္ဓဝင်ရဥပညာဝင်သဥဝိလာတဥကေလာတဥမန်ဝနာကဒေသနာပြုခင်းဥသူမနာကအဘိဓမ္မာ9ကျမ်းနော်မစိုးရင်ကျောင်းတိုက်ကဆရာတော်တွေအကုန်ရသွားတယ်နော်ကျတော့မန္တလေးရပဲမန္တလေးအဲ့မစိုးရင်ကျောင်းသားပဲဒီကမာကြီးတယောက်ကလည်းဓမ္မပရတစုံလှူဒန်းထားတယ်ပေါ့နော်အဲ့တော့ဆရာတော်ကဒီနေ့အားလုံးပေါင်း9စုံအလှူခံလိုက်တဲ့နေရာမှာအလှူရှင်2ဦးကမန္တလေးကအမာကြီးကတစုံလှူပြီးကျန်တဲ့ညောင်မင်းသားရွာကိုစောကျူက6စုံလှူဒန်းသွားပါတယ်ဆရာတော်ဂုံပြူကြပြလေးစပ်ပေးပါရှင်